မလေးမင်္ဂလာပါအခုလိုဘုရားသခင်ကျေးဇူးတော်တက်ကြောင့်ပဲကျွန်တော်အခုလိုမျိုးတွေ့ဆုံခွင့်ရတာဖြစ်ပါတယ်နော်အခုဒီမှာဆုံးနေနဲ့ညီမလေးရဲ့နာမည်နဲ့မြန်မာနိုင်ငံဘက်မှာနေတယ်ဆိုတာကိုတစ်ချက်လေးမိတ်ဆက်ပြပါနော်ဟုတ်ကဲ့ကျွန်မကတော့ဗောနော်ပဲခူးတိုင်းကြောက်တကမြို့နယ်ဖားတူမြို့မှာနေပါတယ်ပြီးတော့ကျွန်မနာမည်အရင်ကတော့ဗောနော်နလာရဲ့ဖော်လို့ခေါ်ပါတယ်ဟုတ်ကဲ့ပါဟိုတငယ်ချင်းတွေညီကောင်မမတွေလည်းခေါ်ပါတယ်ဗောနော်မီးတုံတို့လည်းခေါ်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ညီမလေးလာအဖော်ပါမနော်ဒီအသက်ရှင်တဲ့ဖရာကိုတကယ်ပဲအတွင်းသက်တည်အနေနဲ့တကယ်ပဲရရှိသွားတာဖြစ်တယ်နော်ဟုတ်အဲ့တော့ညီမလေးရဲ့အသက်တာအရင်ကဒီအမေရိကန်ခရစ်ယာန်ဘာသာရေးသမားဘဝချင်းမှာပဲအသက်ရှင်ခဲ့တဲ့အရာရှိခဲ့တယ်နော်ဟုတ်ကဲ့ဆိုတော့ညီမလေးအသက်တာမှာအရင်ကအမေရိကန်ခရစ်ယာန်ဘာသာရေးသမားဘဝမှာတော့အသက်ရှင်ခဲ့တဲ့အရာလေးကိုတစ်ချက်လေးမနော်ဘလို့အသက်ရှင်တဲ့ဖရာကိုဘလို့ရသွားလဲဒီဘာသာတရားတွေကနေဒီဂိုင်းကနာတွေကနေဒီလူမျိုးတွေကနေဘယ်လိုမျိုးလွတ်မြောက်သွားတယ်လဲဆိုတာကိုတစ်ချက်လေးတသိခံပြပါနော်ဟုတ်ကဲ့ဘနော်ကျမကတော့ဘောနော်ပြောမယ်ဆိုလို့ရှိရင်ဒီလောကကိုကျမရောက်လာကြတဲ့ကဘောနော်တည်ချင်းတရားဆိုတဲ့အရာဘောနော်ကျမလုံးဝမလူချင်ခဲ့တဲ့အရာတစ်ခုဖြစ်တယ်ဘောနော်ဘာဖြစ်ဆိုကျမကမတည်ရဘူးထာဝရအသက်ကိုပဲကျမရချင်တဲ့ထာဝရအရာနဲ့ပဲဘောနော်နေထိုင်ခြင်းနဲ့ကျမတယောက်ဖြစ်ခဲ့တယ်ဘောနော်အဲ့ဒီအချိန်မှာကျမအမေကိုလည်းကျမမေးခဲ့ဘူးတယ်ကျမအဖေအမေကဆိုလို့ရှိရင်ကျမအဖေကပြောမယ်ဆိုလို့ရှိရင်ပေါ့နော်ဘာသာရေးထဲမှာကျမအဖေကလူကြီးဖြစ်တယ်ကျမအမေကြတော့ပြောမယ်ဆိုဘန်နန်ထိန်ပေါ့နော်ကျမအမေကဘန်နန်ထိန်ဖြစ်ခဲ့တယ်ဒါပေမဲ့လည်းကျမကသူတို့ရဲ့သမီးဖြစ်တဲ့အခါမှာဆိုလို့ရှိရင်ပေါ့နော်သူတို့ရဲ့တုံတင်ချင်းအောက်မှာပဲကျမကြီးပြင်းလာခဲ့တယ်ပေါ့နော်အသင်းတော်ရဲ့အောက်ဘာသာရေးအောက်လူမျိုးအောက်မှာပဲကျမကြီးပြင်းလာခဲ့တဲ့သမီးတယောက်ဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာပဲကျမကသူတို့ကိုးကွယ်တယ်လို့မျိုးပဲကျမကိုးကွယ်လာခဲ့တာဖြစ်တယ်ပေါ့နော်တကယ်တော့ဖခင်ကပါမင်းလည်းတော့ကျမမသိခဲ့ဘူးပေါ့နော်ဟုတ်ကဲ့ပါဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒါမဲ့တရက်ကြာတော့ကျမအမေကိုကျမမေးခဲ့ဘူးတယ်ကျမမသေးချင်ဘူးတေလည်းမသေးချင်ဘူးနော်တေလည်းမသေးရဲဘူးနော်အဲ့ဒီအချိန်မှာကျမအမေကကျမကိုပြောခဲ့ဘူးတယ်ပေါ့နော်လူတွေကတေမျိုးပဲဖြစ်တယ်ဒါဆိုလို့ရှိရင်ကျမတို့ကိုးကွယ်နေတဲ့ဒီဖခင်ကပါလေပေါ့နော်တကယ်တော့ဖခင်ကထာဝရအသက်ရှင်တဲ့ဖရာလို့လူတွေကပြောတယ်တကယ်ကြတော့လေကိုကသေမယ်ဆိုလို့ရှိရင်ဘယ်ကိုရောက်မှန်းလဲသူတို့မှအဖြေမရှိခဲ့ဘူးနော်ကျမလည်းအဲ့လိုမျိုးပဲပေါ့နော်အသင်းတော်အောက်လူမျိုးအောက်ခိုင်းကနအောက်မှာကြီးပြင်းလာတဲ့အခါမှာတေဘယ်ကိုရောက်မှန်းလဲတေလို့ရှိရင်ပေါ့နော်ဘယ်ကိုသွားမှန်းလဲကျမမှအဖြေမရှိခဲ့ဘူးနော်ပြောမယ်ဆိုလို့ရှိရင်ကျမအသက်ဆက်လက်နေခွဲအချိန်လောက်မှာပေါ့နော်ကျမကဆရာတယောက်အိမ်မှာသွားနေခဲ့တယ်။ဘာဖြစ်ဆိုကျမကထာဝရအရာကိုအရင်ပဲလိုချင်ခဲ့တယ်။အရင်ပဲတက်မဲ့ခဲ့တယ်ပြီးတော့လည်းထာဝရအသက်ရှင်တဲ့ဖခင်နဲ့အတူကျမနေချင်ခဲ့တယ်။သမီးတယောက်ဖြစ်ခဲ့တယ်ပေါ့နော်။အဲ့ဒီအချိန်မှာကျမကအဲ့ဒီဆရာနဲ့အတူသွားနေပြီးတော့သူ့ရဲ့တုန်တင်ခြင်းတွေသူ့ရဲ့လမ်းပြခြင်းတွေနဲ့ပေါ့နော်ကျမကြီးပြင်းလာခဲ့တယ်ပေါ့နော်။တကယ်ကျတော့ကျမတငယ်ချင်း၄ယောက်ကနေချင်းခံတယ်။နေချင်းခံတဲ့အခါမှာဆရာကကျမကိုမေးတယ်နေချင်းခံမှာလားပေါ့နော်ကျမကအသက်မပြည့်သေးတော့ကျမမခံချင်သေးဘူးကျမညင်းပယ်ခဲ့တယ်ပေါ့နော်ကျမညင်းပယ်ခဲ့တဲ့အချိန်မှာဖခင်ကကျမကိုစနေနေ့ရောက်တော့လေပျော်ပွဲစားထွက်တယ်ပျော်ပွဲစားထွက်တော့ကျမကလည်းသူတို့နဲ့အတူလိုက်သွားတဲ့အခါမှာကျမကဘာဖြစ်သွားလဲဆိုလို့ရှိရင်ပေါ့နော်ကျမခြေတော့ချော်လဲသွားတော့ကျမကအဲ့ဒီတောင်ကုန်းအောက်မှာချောင်းရည်ရှိတယ်ပြီးတော့ကြောက်တုံကြီးတွေရှိတယ်ဒါပေမဲ့ကျမပြုတ်ကြဒါပေမဲ့ကျမမသိဘူးပေါ့နော်အောက်တော့ကျမမကြောက်ဒါပေမဲ့ကျမလက်တစ်ဖက်ကျမမမိဘူးနော်ကျမရဲ့ဘေဘေလက်တစ်ဖက်ကကျမယေရှုကိုអော်လိုက်တယ်ပေါ့နော်အဲ့ဒီခါမှာကျမရဲ့ဘေဘေလက်တစ်ဖက်ကအရင်မထူဆန်တယ်ကျမကိုဆွဲထူလိုက်တဲ့အခါမှာတကယ်ပဲဖျားဆိုတဲ့နေရာတိုင်းမှာရှိရဲဆိုတာကျမသိလိုက်တဲ့အချိန်မှာကျမပြန်လာပြီးတော့ကျမနာမည်စင်းထက်တယ်ပေါ့နော်ဆရာကကျမကိုအရင်ညင်းပယ်ခဲ့တဲ့နေကပြည့်ညက်တော်ကိုမတင်ရသေးဘူးပြည့်ညက်တော်ကိုလည်းဘယ်လိုပြောမလဲပြည့်ညက်တော်ကိုလည်းအလို့မရရသေးဘူးဖက်လည်းမဖက်ရသေးတခုမှလည်းနေမသိဘူးဆိုလို့ရှိရင်ဖခင်ရဲ့သမီးမဖြစ်နိုင်ဘူးနော်ကျွန်မကပြန်ညင်းတယ်ဒီပြည့်ညက်တော်တွေကိုတိမှဖခင်သားသမီးဖြစ်မှာလားဒီပြည့်ညက်တရားကိုဖြေနိုင်မှဖခင်ရဲ့သားသမီးဖြစ်မှာလားဆိုတော့ကျွန်မပြန်ပြီးတဲ့အခါမှာဆရာကကျွန်မကိုဒေါသထွက်မိတယ်ပေါ့နော်ဒေါသထွက်မိဒါပေမဲ့လည်းသူတို့ဒါကျွန်မရဲ့ဘောနော်ဘယ်လိုပြောမလဲဒီအရာကဖခင်ကကျွန်မကိုယုံကြည်ခြင်းပေးခဲ့တယ်လို့ကျွန်မထင်ခဲ့တယ်ပေါ့နော်တကယ်ကြောင့်ဒီအရာကိုလည်းစာတန်ကပေးနိုင်တယ်ဘာဖြစ်လဲဆိုယေရှုဤလောကကိုလာတာတော့မှစာတန်ကသူ့ကိုတိုင်းနိုင်ငံပေးနိုင်တယ်လို့ပေါ့နော်စာတန်ကသူ့ကိုတော့လက်ပြခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်မကစိတ်အားကြီးခြင်းနဲ့ထာဝရအသက်ရဖို့အတွက်ပဲကျွန်မကဘယ်လိုပြောမလဲနမစင်းထပ်ပြီးတော့ကိုယ့်ဘာသာကိုနစ်ချင်းသွားခံလိုက်တယ်ပေါ့နော်အဲ့ဒီဆရာကျွန်မကိုနစ်ချင်းပေးလိုက်တဲ့အခါမှာအဲ့ဒီအချိန်မှာဆိုလို့ရှိရင်ကျွန်မကဖခင်တမီးဖြစ်ပြီးဆိုကျွန်မအရင်ဝမ်းမြောက်ခဲ့တယ်ပြီးတော့လည်းအသင်းတော်မှာကျွန်မကြီးပြင်းလာတဲ့အခါမှာကျွန်မဦးဆောင်ခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ဘယ်လိုပြောမလဲဆိုရင်ကျွန်မက
ဒီအရာတွေကိုလုပ်ရင်ကြီးပွားတိုးတက်မယ်ဆိုရင်အသေးတော်မှာကြီးပွားတိုးတက်ကောင်းကင်နိုင်ငံမှာလည်းဖခင်ရဲ့နိုင်ငံတော်ကြီးပွားတိုးတက်မယ်လို့ကျွန်မထင်ခဲ့တယ်ပေါ့နော်အဲ့ချိန်မှာကျွန်မဘာတွေလုပ်ခဲ့တယ်လဲဆိုလို့ရှိရင်ကျွန်မကလူငယ်ကောင်းဆောင်လုပ်ခဲ့ဘူးလေလုပ်ခဲ့တယ်ပြီးတော့လူငယ်တွေကိုစုတယ်တချင်းတွေလိုက်ဆိုတယ်ပတ်စံတွေပေါ့နော်ခရစ်စမတ်မှာဆိုလို့ရှိရင်ကျွန်မကတချင်းတွေလိုက်ဆိုတယ်အသေးတော်ကြီးပွားတိုးတက်ဖို့ပေါ့နော်ပြောလို့ဆိုတော့ဒီအလူငွေတွေရလို့ရှိရင်ကျွန်မအသေးတော်ကြီးပွားလာမယ်ပြီးလို့ဆိုရင်သူများနဲ့အပြိုင်အဆိုင်ဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီဘယ်လိုမျိုးလဲဘာလဲပန်းအလှတွေထိုးတယ်ရောင်းတယ်ပြီးတော့ဈေးရောင်းပွဲလုပ်တယ်ဥဆောင်တယ်နောက်ထပ်ပေါ့နော်ကျမတို့လက်ဖက်6တွေရောဆပ်ပြာတုပ်တွေရောပေါ့နော်တကယ်အလုပ်ပေါ့နော်ကိုလုပ်ပြီးတော့လေအဲ့လိုမျိုးပေါ့နော်ကြီးပွားတိုးတက်အောင်ကျမဥဆောင်ပေးခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီအရာကကျမအတက်ထာဝရရမယ့်အရာလို့ကျမယုံကြည်ခဲ့တယ်ဘာဖြစ်လဲဆိုလို့ရှိရင်ကျမအဖေအမေကအသင်းတော်မှာပေါ့နော်မျက်နှာရလို့အဲ့ဒီခါမှာလည်းကျမအဖေအမေကလည်းကျမတကယ်ပဲပေါ့နော်သူ့ရဲ့သမီးကအလိမ္မာဖြစ်တယ်ဆိုတော့လေကျမကညီကိုမောင်မထက်မှာပေါ့နော်လိမ္မာအောင်နေခဲ့တဲ့သမီးတယောက်ဖြစ်ခဲ့တဲ့အတွက်ပေါ့နော်သူတို့ကကျမကိုအရင်ချစ်တယ်ကျမရဲ့ဥဆောင်ခြင်းတွေကျမရဲ့လှုပ်ဆောင်ခြင်းတွေဆရာတွေကချီးမွမ်းတယ်မိဘတွေကလည်းအယံဝမ်းမြောက်ခဲ့တယ်ပေါ့နော်ဒီအသင်းတော်ခိုင်ကနလူမျိုးအောက်မှာကျမကြီးပြင်းလာတဲ့အခါမှာဒီအရာတွေကိုကျမလုပ်ခဲ့တယ်ဒီအရာတွေကလည်းကျမအတွက်ထာဝရရမယ်လို့ကျမမျှော်လင့်ခဲ့မှာနော်တကယ်ကြောင့်ကျမမှာအဖြေမရှိဘူးကျမတည်လို့ရှိရင်ဘယ်ကိုရောက်မှန်းလဲကျမမသိခဲ့ဘူးတည်လို့ရှိရင်လည်းကျမအဖေကဇဝေဇဝါပေါ့နော်ကျမအတွက်ဒီအရာကမပြည့်စုံခဲ့ပေါ့နော်ဒီအရာတွေကကျမကိုမပေးနိုင်တာအမှန်ပဲပေါ့နော်ဘာသာရေးအောက်မှာကျမကြီးပြင်းလာတဲ့အခါမှာပေါ့နော်ဒါကျမဘာသာရေးအောက်မှာကြီးပြင်းလာတဲ့အရာလေးပေါ့နော်ဟုတ်ကဲ့ပါဒါမလာရဲ့ဘောကဒီဟိုဘာသာရေးထဲမှာတကယ်ခေါင်းဆောင်နေတဲ့ပါဝင်ခဲ့တဲ့မိဘတွေကနေဆင်းသက်လာတဲ့သူကြောက်ပြီနော်တကယ်လည်းဘာသာကြားထဲမှာတက်ကြွပါဝင်ခဲ့ပေမဲ့ဒီတမလုံးမှာတိကျတဲ့အဖြေမရခဲ့ဘူးပေါ့နော်မရှိပါဘူးဟုတ်ပါပြီအဲ့တော့အခုအချိန်မှာမလာရဲ့ဘဝဒီအသက်ရှင်တဲ့ဖခင်ကိုတကယ်ပဲလက်ခံရရှိသွားပြီเนาะအသက်ရှင်တဲ့ဖခင်ရဲ့တတ်တွေကိုလည်းတကယ်ပဲရရှိသွားပြီတေရင်လည်းတမန်တော်အတွက်တိကျတဲ့အဖြစ်ရှိသွားတော့ရှိပါပြီဟုတ်ပြီဒီတော့အဲ့ဒီအသက်ရှင်တဲ့ဖခင်ကိုဘယ်လိုအားဖြင့်ဟောညီမရသွားတာလဲဘယ်လိုအကြောင်းအရာနဲ့ဘယ်လိုတွေ့သွားတာလဲဆိုတာလေเนาะဒီချက်လေးပြောပြပေးပါတကယ်တော့ကျမဘယ်လိုရတယ်လဲဆိုလို့ရှိရင်ကျမစင်ကာပူနိုင်ငံကိုရောက်လာတဲ့အချိန်မှာကျမ off day ရတယ်အဲ့ဒီမှာတစ်လတစ်ခါပဲကျမရတဲ့အခါမှာကျမကဘယ်လိုပြောမလဲဟိုငငယ်လေးကလေးကပေါ့နော်ဟိုဒီမသွားတက်ဘူးကျမသွားလို့ရှိရင်ဗိမ္မာန်တော်တစ်ခုပဲကျမသွားခဲ့တော့အဲ့ဒီအချိန်မှာကျမဖះကိုရှာတယ်တကယ်တော့ကျမကစိတ်အားကြီးခြင်းနဲ့အရင်တော့ဖះကိုကျမရှာခဲ့ပေါ့နော်ဒီရကျဖះကြောင့်ကျမသွားတဲ့အခါမှာမထင်မဲ့တဲ့အချိန်မှာပဲပေါ့နော်ကျမဖះရှိခိုးတယ်ကျမဖះသွားရှိခိုးတိုင်းဆိုလို့ရှိရင်လူတွေကိုကြည့်တယ်လူတွေအခုအစားလူတွေရဲ့နေထိုင်ပုံပဲကျမကြည့်ခဲ့ပေါ့နော်တကယ်ကျတော့ဒီအဲ့ဒီအပတ်မှာပဲပေါ့နော်ကျမနောက်မှာထိုင်တော့နေရာမရှိဘူးကျမနောက်မှာထိုင်တဲ့အခါမှာကျမဖုန်းကလာနေကျမအကူကိုဖုန်းခေါ်တော့နော်မြန်မာပြည်မှာကျမသူနဲ့စကားသွားပြောတဲ့အချိန်မှာအဲ့ဒီနေ့မှာဖခင်เจ้าမှာပွဲတော်ကျွေးတယ်ပွဲတော်ကျွေးတဲ့အခါမှာဆိုလို့ရှိရင်ပေါ့နော်ကျမကပွဲတော်မမီလိုက်အောက်ဆင်းပြီးတော့စကားပြောနေတဲ့အချိန်မှာပဲကျမအပေါ်တက်လိုက်တဲ့အချိန်မှာအဲ့ဒီလေကအတက်မှာပဲပေါ့နော်အလင်းရောင်ကပေါ်လာတယ်အလင်းရောင်ကပေါ်လာတဲ့အခါမှာကျမကိုစကားတော့ပြောလာတယ်အလင်းရောင်ကလည်းအရင်တောက်ပွက်ပြီးတော့ကျမမျက်လုံးထိုးတယ်ပေါ့နော်နေနဲ့ပွဲတော်နေမထိုက်တယ်တဲ့အဲ့ဒီအခါမှာကျမအရန်တုံလို့သွားပြီးတော့လေကျမဘာဖြစ်သွားလဲမသိဘူးကျမကယုံကြည်သူဘုရားသားသမီးတယောက်ဘုရားကိုကိုးကွယ်ခဲ့တာဘုရားရဲ့အသင်းတော်ထဲမှာကျမဥဆောင်ခဲ့တဲ့လူတယောက်ဘာဖြစ်လို့ကျမကပွဲတော်နေမထိုက်တယ်လဲကျမပြန်မေးဒါပေမဲ့ကျမအထဲထဲဝင်တဲ့အခါမှာကျမဝင်နေလို့ငိုခဲ့ပြီလေအိမ်ကိုရောက်လာတဲ့အခါမှာကျမဒူးထောက်ပြီးတော့ဘုရားကိုမေးတယ်ကိုတော့ဘာဖြစ်လို့သမီးကဒီပွဲတော်ကိုတော့ရဲ့အသွေးနဲ့အသားနဲ့ကျမကဘာဖြစ်လို့မထိုက်တယ်လဲဆိုတော့ကျမမေးတဲ့အခါမှာပေါ့နော်ဘုရားကကျမကိုချက်ချင်းပြန်ပြောတယ်ပေါ့နော်ကျမဒူးထောက်တဲ့အချိန်မှာနေမကောင်းအဲ့ဒီအချိန်မှာကျမကိုဒီလောကမှာကျမကကောင်းတယ်လိမ်မာခဲ့တဲ့သမီးတရားလို့ကျမထင်တယ်တကယ်တော့ကျမကမွေးကလေးကဗီဇအပြစ်ပါတယ်ဆိုတော့အဲ့ဒီနေ့မှာပဲကျမသိသွားတယ်ပေါ့နော်ကျမသိသွားတဲ့အခါမှာကျမဒူးထောက်တော့ကိုတော့သမီးမကောင်းပါဘူးသမီးကအပြစ်သားပါကိုတော့ကိုသမီးကိုဝယ်ခဲ့တာကမုဒါနဲ့သမီးကိုဝယ်ခဲ့တာပါဆိုပြီးတော့လေကျမဝန်ခံလိုက်တဲ့အချိန်မှာဖះကိုကျမ3ခုတောင်းခဲ့တယ်ကိုတော့ကိုယ်တိုင်ရွေးကောက်ပြီးတော့တိုးထိန်ကိုတော့ကိုယ်တိုင်ရွေးကောက်ပြီးတဲ့နေရာသမီးကိုတော့ရဲ့ထာဝရနေမှာကိုတော့နဲ့အတူစိုးစံမယ်ဆိုလို့ရှိရင်ပေါ့နော်ကိုတော့သမီးကိုပေါ့နော်အဲ့ဒီနေရာအဲ့ဒီမှာခေါ်ဖိတ်ပါလို့ဆိုပြီးတော့လေကျမအဲ့လိုမျိုးပေါ့နော်ဖះကိုပြောတယ်ပေါ့နော်ဖះထံမှာဆူတောင်းတဲ့အခါမှာဖះသခင်ကနားညောင်းတယ်မွေးလင်းလာတော့ကျမကလည်းဖုံးမကင်တက်တယ်အဲ့ဒီအချိန်မှာဒါပေမဲ့ကျမကိုဖုံးတလုံးပေးထားတယ်ပေါ့နော်ဖုံးတလုံးပေးထားတော့အကိုတယောက်ကကျမကိုခေါ်လာတယ်အဲ့ဒီခါမှာသူနဲ့ပေါ့နော်ကယ်တင်ချင်းအကြောင်းပြောလာတယ်ကျမကိုဆက်တောက်ချင်းဟယ်လိုဆိုတော့ကျမခေါ်လဲခေါ်ရသူကဘာလို့ပြောလို့ဆိုရင်နင်ကယ်တင်ချင်းရပြီလားဝိညာဉ်ကယ်တင်ချင်းရပြီလားဆိုတော့လေအဲ့ခါမှာကျမအရန်တုံလို့သွားတယ်
ဒါဖယားအလုပ်ဖယားပဲလုပ်သွားဖယားကကျမကိုရှာနေပြီဆိုတာလေကျမတိလေပြီးတော့ကျမအယံဝမ်းမြောက်တယ်အဲ့ဒီခါမှာဒီ DCF အတင်းတော်ကျမရောက်လာတာဖြစ်တယ်ကျမရောက်လာတဲ့အချိန်မှာဆိုလို့ရှိရင်ကျမအမြင့်ဆုံးကတိုးထင်းဖယားသခင်ကကျမအတွက်ရွေးကောက်ပေးတဲ့တိုးထင်းကဘယ်သူလဲဆိုတာအဲ့ဒီအချိန်မှာကျမကဆရာကိုမြင်သွားဆရာအထဲမှာခရစ်တော်ကျမမြင်သွားတာဖြစ်တယ်ဘာဖြစ်ဆိုရင်ကျမဖယားဘောနော်ဘယ်လိုပြောမလဲဗိမာန်တော်ရောက်လာတယ်အဲ့ဒီအချိန်မှာလည်းဖယားကကျမကိုဘောနော်အရာတစ်ခုလေးနဲ့ပေးတွေ့တယ်ဘယ်လိုပေးတွေ့လဲဆိုရင်ကျမကတခြင်းထဆိုတဲ့အချိန်မှာဒါကျမအသက်တာမှာလက်တွေ့ဖြစ်ခဲ့တဲ့အရာပေါ့နော်ချင်းတွေတီးလုံးနေတဲ့ဘောနော်တီးရဲဆိုတယ်ဘောနော်ချင်းမွန်းနေတဲ့အချိန်မှာကျမကဖဏက်ပြုတ်သွားတယ်ဘောနော်ကျမဖဏက်ကပြုတ်သွားပြီးတော့ကျမရဲ့ဝိညာဉ်ကဖယားသခင်နဲ့ကန်တော်တဲ့သွားတာအမှန်တကယ်ပဲဘောနော်ရောက်တဲ့အချိန်မှာသူကကျမကိုပြောတယ်နေဝင်ပါလားဆိုတော့ကျမကဆက်စဦးချင်းသူ့ကိုမေးတယ်နေငါဘယ်သူလဲဆိုတော့ကျမမေးတဲ့အခါမှာသူကပြောငါကငါပဲလို့သူကပြန်ဖြေဘောနော်အဲ့ချိန်မှာသူကဖယားဆိုတာသူကကျမကိုလက်တွေ့တက်တည်ပြတယ်ဖယားဆိုတာသူဖယားတက်တယ်မန်နဲ့ဖယားစစ်မန်နဲ့ဖယားသူကထာဝရအသက်ရှင်တဲ့ဖယားဆိုတာကျမအဲ့ဒီအချိန်မှာရရှိသွားတယ်ပေါ့နော်ရရှိသွားတဲ့အချိန်မှာကျမရဲ့ဝိညာဉ်ကပြန်တယ်လို့နော်ဖယားကျမပြန်တယ်ရောက်ရှိလာတဲ့အခါမှာဆရာရဲ့တရားဟောချက်ကိုကျမနားထောင်တယ်တကယ်တော့ဆရာတရားဟောတယ်လို့ကျမမခံယူခဲ့ဘူးသူ့အထက်ထဲမှာရှိနေတဲ့ခရစ်တော်ကတရားဟောတယ်ဆိုတာပေါ့နော်ကျမရရှိလိုက်တဲ့အချိန်မှာကျမအယံဝမ်းမြောက်တယ်အဲ့ဒီအချိန်မှာပဲကျမဖယားကိုရရှိခဲ့တယ်ပေါ့နော်ကျမဖယားကိုရရှိလိုက်တဲ့အချိန်မှာပဲကျမအိမ်ကိုပြန်ရောက်တယ်ကျမအိမ်ရှင်အိမ်ကိုပြန်ရောက်တယ်ကျမဘာယောဂမှမရှိခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲကျမယုံကြည်ခြင်းဖယားကဆန်းစစ်တယ်ပေါ့နော်အဲ့ဒီနေ့မှာပဲကျမက sinus ယောဂဖြစ်လာတယ်အဲ့တော့ကျမနှာခေါင်းယောဂနဲ့အလုပ်လုပ်ရတဲ့အခါမှာကျမမျက်ရည်တွေကျတယ်နှက်ချီတွေနဲ့ပေါ့နော်သွေးထွက်တဲ့အချိန်ပေါ့နော်ကျမခံခဲ့ရတယ်ကျမမအိပ်နိုင်ဘူးမစားနိုင်ဘူးပေါ့နော်ဘယ်လိုပြောမလဲမူးပြီးတော့ပေါ့နော်အဲ့လိုမျိုးပေါ့နော်လှမ်းနေချီတာမဟုတ်ပါဘူးနေ့နဲ့ချီခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာကျမမတိလိုက်ဘူးပေါ့နော်ဒီအရာကဘာလဲပေါ့နော်ဒါပေမဲ့ကျမပြင်ချင်တယ်ဖယားကိုကျမပြောခဲ့တယ်ကိုတော့သမီးပြန်ရမှာလားမပြန်ရဘူးလားဒါပေမဲ့လူရဲ့အမြင်မှာကြည့်မယ်ဆိုတော့ကျမပြန်ရမယ့်ဂိမ်းရှိတယ်ဒါပေမဲ့လည်းဖယားကဘယ်လိုလုပ်ပေးလဲဆိုလို့ရှိရင်နော်ကိုတော့မတက်နိုင်တဲ့အမှုတစ်စုံတစ်ခုမှမရှိပါဘူးလို့အဲ့ဒီခါမှာကျမကပေါ့နော်ဒီယောဂပြောက်ဖို့အတွက်လည်းကျမဆုမတောင်းခဲ့ဘူးဘယ်လိုပြောမလဲဆိုရင်ဒီအရာကဖယားကကျမကိုဆန်းစစ်တယ်လို့လည်းကျမနားမလည်ခဲ့ပါဘူးဆိုဖယားပြုတဲ့အမှုဆိုတာကိုနားလည်နိုင်ဘူးပေါ့နော်သူဒီယောဂဖြစ်တဲ့အချိန်တည်းပြောက်မယ်လို့ပဲကျမအဲ့လိုပဲပေါ့နော်ဘောနော်တွေးမိပြီးတော့ပေါ့နော်အလုပ်ပဲကိုလုပ်တယ်ဒါပေမဲ့လည်းကျမဆောင်တဲ့အရာတစ်ခုရှိတယ်ဖယားသခင်ရဲ့နှုတ်ကပတ်တော်နော်ကျမအရင်ဆောင်တဲ့ခြင်းနဲ့ကျမကြီးရင်တဲ့လူတယောက်ဖြစ်ခြင်းကျမပြီးတော့တပည့်တော်တယောက်ဖြစ်စေတဲ့အထီးပေါ့နော်ကျမအဲ့ဒီရည်ရွယ်ချက်တစ်ခုတည်းနဲ့ပဲရှိတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းပေါ့နော်လူရဲ့အမြင်မှာကြည့်လို့ဆိုရင်ကျမဆေးတောက်တာတကယ်လည်းမနိုင်တော့ဘူးနော်ကျမယောဂဒါပေမဲ့လည်းဖယားသခင်ကလူမတက်နိုင်တဲ့အမှုကိုသူတပါးလည်းတက်နိုင်တာဖြစ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာကျမမြန်မာပြည်ပြန်သွားတယ်ပြန်လာတဲ့အချိန်မှာပဲကျမနောက်ထပ်3လအတွင်းမှာပဲဖယားကကျမကိုလုံးဝအဲ့ဒီယောဂကိုပြတ်ပြင်းသွားတယ်ပေါ့နော်ဒါပေါ့နော်ပြတ်ပြင်းသွားတဲ့အခါမှာဆိုလို့ရှိရင်တကယ်တော့ကျမအင်ရှင်ကလည်းဒေါက်တာဖြစ်တယ်ဒီယောဂကိုသူကုနိုင်တယ်သူကုတဲ့ယောဂကလည်းကျမနှာခေါင်းယောဂလည်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းဒီအရာတွေကတကယ်တော့ကျမကသူ့ထံမှာလည်းဆေးမတောက်ခဲ့ဘူးသူ့ထံမှာလည်းသူပေးတဲ့အရာတစ်ခုမှကျမမယူခဲ့ဘူး။ဘာဖြစ်ဆိုရင်သူကိုလည်းဖယားကဖန်ဆင်းထားတဲ့လူတစ်ယောက်ဖြစ်တယ်။ဖန်ဆင်းတဲ့လူတစ်ယောက်ဖြစ်တယ်။ကျမကဖန်ဆင်းတဲ့လူသားကိုပဲအားကိုးမယ်ဆိုလို့ရှိရင်ဖန်ဆင်းရှင်ဘယ်လိုတော့ကျမအတွက်။ဒါပေမဲ့အခုဆိုလို့ရှိရင်နော်ဖန်ဆင်းရှင်ဖယားကအရာခတ်သိမ်းတင်ထုတ်ထားတယ်။ပြီးတော့လည်းအရာခတ်သိမ်းကိုနော်ပေးနိုင်တယ်ဘောနော်ပေးနိုင်ခြင်းထက်တကယ်တော့ကျမကိုသူကိုယ်တိုင်ပဲသူပေးချင်တာဖြစ်တယ်ဘောနော်။ဒီကနေ့ကျမကဒီယောဂထက်ပေါ့နော်သူ့ကိုကျမရရှိခဲ့တယ်ပေါ့နော်သူ့ကိုကျမရရှိခဲ့တယ်ဒါကြောင့်မို့ပေါ့နော်ဖယားကိုအရင်ကျေးဇူးတင်နေပေါ့နော်ဒါကျမအသက်တာပေါ့နော်ကျမကြုံတွေ့ရတဲ့အရာတွေပေါ့နော်ဟုတ်ကဲ့ပါဟုတ်အခုညီမရဲ့အသက်တာမှာအခုဖယားရဲ့ကောင်းမြတ်ခြင်းကိုလက်တွေ့သက်သေခံစားရပြီပေါ့နော်ဟုတ်လက်တွေ့သက်သေခံစားပြီအခုဒီကယ်တင်ခြင်းရပြီးသွားတဲ့နောက်ပိုင်းမှာအမရဲ့အသက်တာတွေမှာဒီကြုံတွေ့ရတဲ့အမှုအရာလေးတွေနော်အသက်တာမှာဒီထူးခြားတဲ့အရာလေးတွေအသက်တာမှာခရစ်တော်ရပြီးနောက်ပိုင်းမှာကြုံတွေ့နေရတဲ့အရာလေးတွေကိုတစ်ချက်လေးပေါ့နော်ပြောပြနေပါလို့ဟုတ်ကဲ့ပေါ့နော်တကယ်တော့ဖယားကတဆူတီသုံးပါးတဆူတီတော့ဖယားစစ်မှန်တဲ့ဖယားလိစ္ဆာထာဝရအသက်ရှင်တော့ဖယားလို့လူတွေကအကုန်သိကြတယ်ဘာသာရေးသမားဆိုလို့ရှိရင်အကုန်လုံးတော့ကျမ်းစာကိုအလိုရတယ်ပေါ့နော်အဲ့လောက်အထိပေါ့နော်ရှိခဲ့တယ်ကျမ်းစာတွေတင်နေကျမ်းစာတွေတက်တယ်တကယ်ကြတော့သူတို့ရဲ့အသက်တာမှာလက်တွေ့မရရှိခဲ့ဘူးနော်စကလုံးနဲ့ပဲရရှိခဲ့ကျမအဖေအမေကိုယ်တိုင်စကလုံးနဲ့ပဲဖယားကိုကိုးကွယ်ခဲ့တယ်ပေါ့နော်တကယ်တော့သူတို့မှာကယ်တင်ခြင်းမရှိကယ်တင်ခြင်းလည်းမသိကယ်တင်ခြင်းကိုလည်းလက်မခံပေါ့နော်တကယ်ကျမရဲ့အသက်တာတကယ်ပဲ
ထိုအသက်ရှင်တဲ့ဖခင်ကိုကျမအသက်တာမှာလက်တွေ့ရရှိတယ်ကျမရဲ့တည်နေတဲ့ဝိညာဉ်ပြင်ရှင်နေတဲ့အချိန်မှာဒီအသက်ရှင်တဲ့ဖခင်ကိုကျမရရှိလိုက်တဲ့အချိန်မှာပေါ့နော်ကျမရဲ့မိဘညီကိုမောင်မတွေကကျမကိုလုံးဝပေါ့နော်ညှင်းဆန်ခဲ့တယ်ပေါ့နော်ဘယ်လောက်အထိလဲဆိုလို့ရှိရင်ကျမရတဲ့လဆောင်တော့သူတို့လည်းမလိုချင်ဘူးပြီးတော့လည်းကျမကိုမုန်းတီးတယ်ပေါ့နော်ကျမအဖေဆိုကျမကိုဘယ်လောက်ထိမုန်းတီးတယ်လဲဆိုရင်ပေါ့နော်ပြောလို့တော့ကျမပြောလို့တော့ပေါ့နော်ဘယ်လိုပြောမလဲပြောချင်အကွက်တော့မရှိတော့ဘောနော်အဲ့လောက်အထိပေါ့နော်တကယ်တော့ဖြစ်လဲဆိုလို့ရှိရင်သူတို့ကိုသူတို့ရဲ့ဝိညာဉ်ကပေါ့နော်တည်နေတဲ့အတွက်ပေါ့နော်ကျမကဝိညာဉ်ရှင်နေတဲ့ဝိညာဉ်တရားဖြစ်တဲ့အတွက်သူတို့နဲ့ပေါင်းဆက်လို့မရတော့ဘူးနော်ကျမကြုံတွေ့ရတဲ့အရာတွေကမိဘမကောက်ဘူးဆရာသမားတွေရောတငယ်ချင်းတွေပါပေါ့နော်ကျမကိုအပြစ်တင်နေဆွဆွဲတယ်ပေါ့နော်အမျိုးမျိုးပေါ့နော်နင်ကဘာသာရေးရဲ့ဂိုင်းကနာအောက်မှာကြီးပြင်းလာပြီးတော့ဘာဖြစ်လို့ဒီပြည့်ညတ်တော်တွေဒီဘာသာရေးကတုံတင်တဲ့အရာတွေကိုဘာကြောင့်နေနားလေလေမသိတယ်လေဘာဖြစ်လို့နင်ကဘောနော်ဒီလောက်အထိဆိုးမိုက်ခဲ့တယ်လေဘောနော်ဘာဖြစ်လဲဆိုလို့ရှိရင်သူတို့အဲ့လိုပြောတဲ့အခါမှာကျွန်မကမမှုဘာဖြစ်ဆိုထိုထာဝရအသက်ရှင်တဲ့ဖခင်ကနောက်ဆုံးသောနေ့မှာတရားစီရင်မဲ့သူဖြစ်တယ်ဘောနော်တကယ်တော့သူတို့စီရင်တကယ်တော့အသေးအုပ်ဆရာဆိုတာကသူတို့ကိုလည်းဖခင်ကပဲဖန်ဆင်းတာဖြစ်တယ်ဘောနော်တကယ်တော့တရားစီရင်မဲ့သူကသူတို့မဟုတ်ဘူးဘောနော်ဖခင်ပဲဖြစ်တယ်ကျွန်မကိုနောက်ဆုံးသောနေ့မှာနောက်ဆုံးသောနေ့မှာအရာစီတိုင်းကိုဖခင်ကပဲတရားစီရင်မှာဖြစ်တယ်ဘောနော်ဒါကြောင့်မို့ကျွန်မကြုံတွေ့ရတဲ့ဒီအခက်အခဲတွေကြော်ဖြတ်ရတဲ့ဒီပြဿနာတွေကကျွန်မအတွက်ဘာမှမဟုတ်ပါဘူးဘာဖြစ်လဲဆိုရင်ဒီအရာတွေကိုခရစ်တော်ကလုပ်ပေးပြီးဖြစ်တယ်ဘောနော်ယေရှုကိုယ်တိုင်ပြောထားတယ်ဘောနော်သင်တို့ဒီလောက၌ဒုက္ခဆင်းရဲခံရလိမ့်မယ်သို့တော်လည်းငါဒီလောကကိုအောင်ပြီလို့သူပြောခဲ့တယ်ဘောနော်ဒါကြောင့်မို့ခရစ်တော်ရဲ့အသက်နဲ့အသက်ရှင်တော်သူကတော့ဒီလောကမှာပါပြဿနာအခက်အခဲမှာမရှိပါဘူးဘောနော်သူကအကုန်လုံးလုပ်ပေးသွားပြီဆိုတာဘောနော်ကျွန်မဝန်ခံတယ်ဘောနော်ဟုတ်ကဲ့ပါဟုတ်မှတ်လိုက်တော့တက်တက်ခံကြည့်ကြားချင်းရတယ်နော်ဒီအမကအရင်ကဒီဘာသာရေးထဲမှာရှိတော့မိဘတွေညီကိုမောင်မတွေအတင်းတော်ကလူတွေချစ်ခင်ကြီးကိုခံရတယ်နော်ဒါပေမဲ့အခုခရစ်တော်ရဲ့ဝိညာဉ်တကယ်ရသွားပြီးတဲ့နောက်ပိုင်းမှာဒီညီကိုမောင်မတွေဖေမေတွေမုန်းတီးခြင်းကိုခံရတာဖြစ်တယ်ဗောနော်ဟုတ်ကဲ့ကျမ်းစာထဲမှာတော့ဒီယေရှုကပြောတာနော်မိမိညီကိုမောင်မသားများတွေမုန်းရင်မစွန့်ရင်ငါနိုင်ငံတော်နဲ့မထိုက်တန်လို့ပြောတယ်တကယ်တော့သူတို့ရဲ့အထဲမှာစာရန်ရဲ့ဝိညာဉ်ရှိတယ်စာရန်ရဲ့ဝိညာဉ်နဲ့ခရစ်တော်ရဲ့ဝိညာဉ်ကပေါင်းဆက်လို့မရဘူးဆိုတာပေါ့နော်ဒီတက်တိခံကြရဖြစ်ရှားရောအဲ့တော့လာတဲ့ဖွဲ့အသက်တာမှာဒီဆက်လက်ပြီးတော့ဒီနေ့ဘလို့အသက်တာနဲ့ဆက်သွားမလဲဆိုတဲ့အရာတွေပေါ့နော်ပြီးတော့နောက်ပြီးတော့ဒီရှိရှုနေကြတဲ့ညီကိုမောင်နှမတွေအတွက်လည်းနောက်ဆုံးစကားလေးပေါ့နော်သူတို့ကိုဘလို့တိုက်တွန်းခွန်အားပေးရှင်တယ်လဲဆိုတာလေးပေါ့နော်တစ်ချက်ပြောပြပါဟုတ်ပါတယ်ဗောနော်တကယ်တော့ကျမတို့ကဒီလောကမှာဗောနော်အသက်ရှင်တာကထာဝရဘယ်သူမဆိုဗောနော်ထာဝရအသက်ကိုလိုချင်တယ်ထာဝရစည်းစိမ်နဲ့နေချင်တော်သူတွေပဲဖြစ်တယ်ဗောနော်တကယ်ကြတော့လေဒီအရာတွေကကိုယ်တိုင်စူးစမ်းလို့လည်းမရဘူးကိုယ်တိုင်လှုပ်ဆောင်လို့လည်းမရဘူးဘာဖြစ်ဆိုကျမလူတယောက်ဖြစ်လာဖို့အတွက်ကျမကိုယ်တိုင်ကျမလှုပ်ယူလို့မရတဲ့အရာဖြစ်တယ်ဗောနော်ဖန်ဆင်းရှင်ဘုရားကတည်းကကျမကိုဖန်ဆင်းတဲ့အတွက်ကြောင့်ဒီလောကကိုကျမရောက်လာတာဖြစ်တယ်ဒါကြောင့်မို့ဗောနော်ဒီဗောနော်ကျမရဲ့တက်တည်ခံခြင်းကိုဗောနော်ကြားတဲ့ညီကိုမောင်မအရာစီတိုင်းဗောနော်တကယ်ပဲကိုကဖခင်ကိုကိုးကွယ်တဲ့အခါမှာစိတ်အားကြီးခြင်းကိုယ့်ရဲ့စူးစမ်းခြင်းကိုယ့်ရဲ့လှုပ်ဆောင်ခြင်းပြီးတော့ကိုယ့်ရဲ့မိဘကဆင်းသက်တဲ့အရာအဖြစ်တာကိုကိုးကွယ်နေမယ်ဆိုရင်ဗောနော်အခုကိုးကွယ်မယ်နောက်စူးစမ်းပြီးတော့ကိုးကွယ်မယ်ဆိုရင်ဗောနော်ဒီအရာတွေအားလုံးကထာဝရဆုံးရှုံးခြင်းပဲရောက်မှာဖြစ်တယ်ဗောနော်တကယ်ပဲခရစ်တော်ရဲ့လုပ်ပေးခြင်းယေရှုရဲ့လုပ်ပေးအသေးခံပေးခြင်းနဲ့ခရစ်တော်ရဲ့အသက်ရှင်ပေးခြင်းကိုယာနုံပြည့်ဝန်ခံအသက်ရှင်တော်သူတာလေးပေါ့နော်ထာဝရအသက်ကိုမတည်နေတဲ့အခုရတဲ့ပေါ့နော်အဖြစ်လည်းရှိတယ်ပေါ့နော်ဒီအရာလေးနဲ့ပေါ့နော်ကျမပြောပြီးတော့ဗောနော်နောက်တစ်ခုဗောနော်ကျမဗာပြောခြင်းဆိုကျမရဲ့80အသက်တာဆိုတာဗောနော်ဘုရားလက်တော်ထဲမှာပဲရှိတယ်ဗောနော်ဘုရားရဲ့ပုံသွင်းခြင်းဘုရားရဲ့ပြုပြင်ခြင်းအောက်မှာပဲကျမဆက်လက်အသက်ရှင်နေသောသမီးတစ်ယောက်ဖြစ်ပါတယ်လို့ဗောနော်ဒီအရာလေးနဲ့ဗောနော်ကြည့်ရှုနေတဲ့ညီကိုမောင်မအရောက်စီတိုင်းကိုလည်းကျေးဇူးတင်တယ်ဘုရားသခင်အရောက်စီတိုင်းအပေါ်မှာဗောနော်ကောင်းချီးပေးပါစေလို့ကဲပါအခုလိုမျိုးဒီလေးမြန်တဲ့အရာလေးတွေကိုပြည့်ပြည့်စုံစုံဖြေရှားပေးတဲ့မလိုက်ဖို့ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့